ရောက်လေစမ်းသီးလို့စမ်းသီးပဲဟာစမ်းသီးတာလေအကောင်ကြီးပါကွာအေးဒီဘာကောင်ပဲမသိလို့စမ်းသီးလို့ပြောတာဗောဟာနောက်ဆုံးမင်းငါစိတ်ကောလေလားငါလည်းနေမယူတရားဒါနဲ့ပြစီမယ်နော်ပြစီမယ်နော်ရောရမယ်နော်ဒီကနေတော့မင်းရောရောမယ်နော်ဒီကကတော့ပြစီနိုင်မယ်နော်ရမင်းကတော့မင်းကတော့ရောမယ်မနာနဲ့ငါမဆွဲနဲ့တက်မလာနဲ့ငါကြောင်းမှာကွာခုံချလို့ဘာမှဖြစ်ဘူးတခြားလူတွေတော့ကဲငါအရင်မကြည့်ဘူးဟာမလို့ဘူးလို့ငါ့လာမကင်းနဲ့ငါတက်စောနေတာကြောင်းမှာဆိုနေမှာဝါမီဟဲ့ဘသူခေါ်နေရတော့နဲ့ခွင်းမသားလေးနွားမသားမမဟုတ်တာအမေဒုက္ခပဲချွတ်ဆိုနေတာလေတွားဘယ်လိုလုပ်ရမှာတော့အမေတွားမင်းမဟုတ်ဘူးခွင်းမသားလေး